ဒီနေ့ဗီဒီယိုလေးမှာ Hello Hi အဲ့ဒါတွေအပြင်နေ့တစ်နေ့ရဲ့အချိန်ပေါ်မူတည်ပြီးတော့မှဘလို့နှုတ်ဆက်ကြမယ်ဆိုတာကိုလေ့လာကြမယ်မနက်နေထွက်ချိန်မနက်9နာရီလောက်ကနေနေ့လယ်12နာရီမတိုင်ခင်လောက်အတွင်းမှာဆိုရင် Good morning လို့နှုတ်ဆက်လို့ရတယ်နေ့လယ်12နာရီကို noon လို့ခေါ်တယ်12နာရီနောက်ပိုင်းဆိုရင် afternoon ဖြစ်သွားပြီအဲ့တော့နေ့လယ်12နောက်ပိုင်းကနေညနေ9နာရီမတိုင်ခင်အတွင်းမှာတွေ့ကြမယ်ဆိုရင် Good afternoon လို့နှုတ်ဆက်လို့ရတယ်ညနေ9နာရီနောက်ပိုင်းကနေည9နာရီမတိုင်ခင်တွဲမှာတွေ့တယ်ဆိုရင်တော့ Good evening လို့နှုတ်ဆက်လို့ရတယ် Good night ကကြတော့ရှေ့ကပြောသွားတဲ့3ခုလိုမျိုးတွေ့တဲ့အချိန်မှာတွေ့ချင်းနှုတ်ဆက်တဲ့ greeting ပုံစံမျိုးနဲ့နှုတ်ဆက်လို့မရဘူးသူကကြတော့တွေ့ကြတယ်စကားတွေပြောကြတယ်စားကြတောက်ကြတယ်ပြီးတော့မခွဲခွာခင်အိမ်မပြန်ခင်မှာနှုတ်ဆက်တဲ့နှုတ်ဆက်ပုံမျိုးနဲ့ Good night လို့နှုတ်ဆက်ရတယ် Good morning Good afternoon Good evening Good nightနောက်ထပ်ဗီဒီယိုတွေကြာရင်တခြားဘယ်လိုနည်းတွေနဲ့နှုတ်ဆက်လို့ရသေးလဲဆိုတာကိုဆက်ပြီးလေ့လာကြမယ်နော် See you next time